ခမရတို့ရဲ့စိတ်ထဲမှာဗျာခမရတို့ရန်မုန်းနေတဲ့လူခမရတို့ရန်နာကြီးနေတဲ့လူတယောက်ယောက်ကိုစိတ်ထဲမှာမြင်အောင်လိုက်ပြီးသွားလို့ရှိရင်အဲ့ဒီလူကိုခမရတို့နဲ့အတူတူနှစ်ယောက်တည်းအခန်းတစ်ခုထဲမှာထားပေးထားမယ်ဗျာအဲ့ဒါအပြင်မှာအဲ့ဒီလူရဲ့ခြေတွေလက်တွေကိုလည်းကြိုးတွေနဲ့တုပ်ထားအောင်မယ်ပြီးတော့လေအဲ့ဒီအခန်းထဲမှာလှုပ်သမျှခမရကိုဘယ်သူမှလည်းအပြစ်မတင်ဘူးဘယ်သူမှလည်းပြန်ပြီးတော့အရေးမယူဆိုလို့ရှိရင်ခမရတို့အဲ့ဒီလူကိုဘာတွေလှုပ်လိုက်နိုင်လဲပြီးတော့လေဗျာအဲ့ဒီလူကခမရတို့ကိုကောင်းကောင်းစကားမပြောဘူးဗျာမချင်မငံနေလုပ်တယ်အကျိုးကလည်းတင်းနေတယ်တောင်းလည်းမတောင်းမှအောင်ဆိုလို့ရှိရင်ခင်ဗျားတို့သူ့ကိုဘာတွေလုံလိုက်မိနိုင်လဲတကယ်တော့ဒါတွေကစစ်ပွဲတွေအားလုံးရဲ့အစလို့ပြောရင်လည်းမမားလောက်ဘူးလို့ကျွန်တော်တော့ထင်တာပါပဲအပြစ်ရှိရဲ့အပြစ်သားတယောက်ကိုတော့မှသူ့ကိုကာကွယ်ပေးထားနိုင်တဲ့ဥပဒေဆိုတာမရှိဘူးဆိုလို့ရှိရင်တယောက်နဲ့တယောက်အမုန်းပေါ်အမုန်းနေဆင်ပြီးတော့စစ်ပွဲတွေကစပြီးတော့ဖြစ်လာကြတော့တာပါပဲအဲ့လိုမျိုးစစ်ပွဲတွေအမုန်းတရားတွေအမှန်တရားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စကားလေးတစ်ခါကြည့်ဘူးတယ်ဗျအဲ့စကားကဒီပြင်သစ်နဲ့အာရေဗစ်စကားပြောရုပ်ရှင်တစ်ခုပေါ့ဒီစကားရဲ့နာမည်ကတော့အန်ဆန်ဒီတဲ့တကယ်လို့ဒီစကားရဲ့နာမည်ကိုကျွန်တော်အတန်ထွက်မှာပြောရတာဆိုလို့ရှိရင်လည်းတောင်းပန်ပါတယ်ကျွန်တော်အခုနောက်ပိုင်းပြောရမယ့်အကြောင်းအရာတွေထဲမှာ spoiler တွေလည်းပါမယ်ပေါ့ဗျာတကယ်လို့ဒီစကားကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်တွားပြီးတော့ကြည့်လိုက်ဖို့တိုက်တွန်းခြင်းတယ်တင်ကြတာတစ်ခုကတော့ဗျာဒီစကားကိုကြည့်ပြီးသွားလို့ရှိရင်ခင်ဗျားတို့ဘာစကားတစ်ခုမှမပြောနိုင်မဲနဲ့လုံးဝတိတ်ဆိတ်သွားလိမ့်မယ်ဆိုတာတော့သိကြစကားအကြောင်းစပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်ဗျာဒီနောင်ဝမာဝဲဆိုတဲ့အမျိုးသမီးတယောက်ကဗျာသူကဒီအမည်မပြောထားတဲ့အရှိအလယ်ပိုင်းတစ်ခုကနေပြီးတော့စစ်ပွဲတစ်ခုကြောင့်သူကကနေဒါနိုင်ငံကိုရောက်လာတယ်ပေါ့ပြီးတော့သူ့မှာလည်းတားလေးနဲ့သမီးလေးတယောက်ရှိတယ်ပေါ့အမွာပေါ့အဲ့အမွာသားလေးနဲ့သမီးလေးတယောက်နှစ်ယောက်နဲ့အတူသူကဒီမှာကနေဒါနိုင်ငံမှာပဲကောင်းကောင်းအသက်ရှင်နေထိုင်နေတယ်ဗျာဒါပေမဲ့သူအသက်ကြီးလာပြီးတော့တရက်မှာကျတော့ဘာမှစကားကိုလည်းကောင်းကောင်းမပြောနိုင်တော့ဘဲနဲ့ဗျာလုံးဝစိတ်တွေဖောက်ပြန်တယ်လို့ယူတယ်လို့ကြီးဖြစ်သွားပြီးတော့ဗျာအစာတွေလည်းကောင်းကောင်းမစားတော့ဘဲနဲ့ဗျာအကျမကြီးချူကြလာပြီးတော့နောက်ဆုံးတေဆုံးသွားတယ်ပေါ့အဲ့လိုတေဆုံးသွားတဲ့အချိန်မှာသူအမွာလေးနှစ်ယောက်ဖြစ်တဲ့သူ့သားလေးနဲ့သမီးလေးအတွက်ကိုသူကတေတန်းစာတစ်ဆောင်ထားခဲ့တယ်ဗျာအဲ့ဒီတေတန်းစာနဲ့အတူတူစာအိတ်နှစ်အိတ်ကိုလည်းသူကပေးခဲ့တယ်အဲ့စာအိတ်နှစ်အိတ်ကတစ်ဆောင်ကကြတော့သူတို့ရဲ့အဖေအတွက်နောက်တစ်ဆောင်ကကြတော့သူတို့ရဲ့အကိုအတွက်အဲ့တေတန်းစာတွေမှာရေးထားတာဗျာအဲ့စာအိတ်နှစ်ဆောင်ကိုသူ့အဖေနဲ့အကိုစီကိုမပေးနိုင်မချင်းသူ့ရဲ့အလောင်းကိုလည်းကောင်းကောင်းမြင်းမြုပ်မတည်ကြုံနဲ့အုတ်ကူကြောက်တိုင်တွေလည်းမထားပေးနဲ့ဆိုပြီးတော့သူ့သားနဲ့သမီးကိုသူကပြောခဲ့တယ်ပထမတော့သူ့သားနဲ့သမီးရလဲဗျာသူ့မေတေဆုံးကန်ကြီးမှာလည်းသူကစိတ်မမှန်တယ်လို့ဖြစ်ခဲ့တာဆိုတော့ဒါယူးကြောင်ဖြစ်ပြီးတော့ရေးခဲ့တယ်လို့ပဲသူကထင်ပြီးတော့လိုက်မလုပ်ဖို့သူကစဉ်းစားသေးတယ်ဒါပေမဲ့ဒီတေတန်းစာကိုပေးတဲ့လူကြီးကဗျာသူတို့အားကိုးရတဲ့သူ့အမေရဲ့အထက်ရရှိဖြစ်ခဲ့တဲ့လူတယောက်ဆိုတော့သူတို့ကလည်းသူ့အမေရဲ့နောက်ဆုံးဆန္ဒမို့မလုပ်လို့ကလည်းအဆင်မပြေတော့အဲ့ရနေစပြီးတော့ဒီသူ့အမေရဲ့နောက်ကျောင်းရာဇဝင်တို့ပြန်ပြီးတော့လိုက်ကြရတော့တာပါပဲပထမတော့ဗျာသူတို့နှစ်ယောက်တည်ရတာဗျာသူ့အဖေကစစ်ပွဲတစ်ခုမှာတိတ်ဆုံးသွားပြီလို့ပဲသူတို့ကတည်ထားတာဒါပေမဲ့အခုကျတော့သူ့အမေကနေပြီးတော့သူ့အဖေစီကိုစာပို့ထားခဲ့ပြီအဲ့ဒါနဲ့ဒီသူ့သမီးလေးကနေပြီးတော့ဗျာသူ့အဖေကိုစပြီးလိုက်ရှာတယ်ပေါ့ရှာတဲ့အချိန်မှာသူ့အမေတက်ခဲ့တဲ့ကျောင်းတွေသူ့အမေနေထိုင်ခဲ့တဲ့နေရာတွေကိုတွားပြီးတော့သူ့အမေရဲ့ဓာတ်ပုံလေးကိုပြပြီးတော့စုံစမ်းရတာပါပဲအဲ့လိုစုံစမ်းတဲ့အချိန်မှာဗျာဒီသူ့အမေရဲ့နောက်ကျောင်းတွေကိုစပြီးတော့တည်လာတယ်ဗျာဒီသူ့အမေနာဝမဝဲကအသက်ငယ်အချိန်တုန်းကဗျာဒီကောင်လေးတယောက်နဲ့ကြိုက်ဖူးတယ်အဲ့ဒီကောင်လေးကဗျာသူ့အမေနဲ့လုံးဝအမျိုးအနွယ်လည်းမတူဘာသာလည်းမတူတဲ့အတွက်ကြောင့်မို့လို့သူတို့မိသားစုတွေကခွဲခဲ့ကြတယ်ဗျာသူ့ကောင်လေးကိုလည်းတပ်ပစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီကောင်လေးနဲ့ရခဲ့တဲ့ကိုဝင်ကဒီနာဝမဝဲစီမှာပါလာခဲ့ပြီအဲ့ဒီကိုဝင်ကကြီးလာပြီးတော့ဒီကလေးမွေးဖွားတဲ့အချိန်မှာဗျာသူတို့ရဲ့မိဘတွေဆွေမျိုးတွေကအဲ့ကလေးလေးကိုတတ်မှဆိုတဲ့အတွက်ကြောင့်မလို့ဒီနာဝမဝဲကဗျာအဲ့ကလေးလေးကိုဒီမိဘမဲ့ကေရတခုပေးခဲ့ရတယ်ဗျာဒါပေမဲ့အမေတနေ့တော့တားကိုတရားဖို့ပြန်လာရှာပြီးဆိုပြီးတော့လည်းပြောခဲ့တယ်ဒါပေမဲ့အချိန်ကြီးကြာညောင်းသွားပြီမဲ့တွားပြီးတော့မရှာတွေးဖြစ်ခဲ့ပါဘူးဒါပေမဲ့အဆက်အသွယ်တော့ရှိတယ်ပေါ့ဗျာနာဝမဝဲကအသက်ကြီးလာပြီးတော့ဒီတက္ကသိုလ်တစ်ခုမှာသူကသတင်းစာဆရာအနေနဲ့လုပ်နေပြီအဲ့ဒီအချိန်မှာပဲမမျှော်လင့်ပဲနဲ့သူတို့ရဲ့နိုင်ငံမှာစစ်ပွဲတွေကစပြီးတော့ဖြစ်လာတယ်ဗျာအဲ့လိုစစ်ပွဲတွေစပြီးတော့ဖြစ်လာတဲ့နေရာကခုနကသူ့သားလေးကိုထားခဲ့တဲ့မိဘမဲ့ကေဟာရှိတဲ့မျိုးတွေမှာစစ်ပွဲတွေကဖြစ်လာတဲ့အတွက်ကြောင့်မို့ဒီနာဝမဝဲကသူ့သားလေးအတွက်စပြီးတော့စိုးရိမ်လာပြီစိုးရိမ်လာတဲ့အတွက်ကြောင့်မို့လို့
လူတွေကတားနေတဲ့ကြားတွေကနေပြီးတော့ဒီစစ်ပွဲတွေဖြစ်နေတဲ့တောင်ပိုင်းစီကိုထွက်လာပြီးတော့သူ့သားလေးရှိရဲ့ဂေဟာကိုတွားတယ်။တွားတော့အဲ့ဒီဂေဟာအဲ့ချိန်မှာလုံးဝဖျက်ဆီးခံထားပြီဗျာ။လုံးဝပျက်စီးနေပြီ။ကလေးလည်းမရှိတော့ဘူး။ကျောင်းအုပ်ချုပ်သူတွေလည်းမရှိတော့ဘူး။ဘယ်သူမှလည်းမရှိတော့ဘူးဗျာ။အဲ့ချိန်မှာလုံးဝလမ်းကဆုံးနေပြီဗျာ။အဲ့ဒီအကြောင်းတွေကိုဒီအခုလက်ရှိချိန်မှာဒီအမွှာနှစ်ယောက်တည်းကသူ့သမီးဖြစ်တဲ့လူကပြန်ပြီးတော့တိလိုက်ရပြီဗျာအဲ့နေစားပြီးတော့ဒီနောက်ကျောင်းဆက်ပြီးစုံစမ်းတယ်ပေါ့စုံစမ်းတဲ့အချိန်မှာလည်းဒီသူ့မေနေခဲ့တဲ့ရွာတွေမြို့တွေကိုရောက်တဲ့အချိန်မှာအဲ့ဒီကအတော်ကြီးတွေကဗျာသူ့မေနာမည်ကိုပြောလိုက်တာနဲ့လုံးဝခါခါတီးတီးဖြစ်ပြီးတော့ဗျာအဲ့သူ့သမီးလေးကိုလည်းလုံးဝနှင်ထုတ်ပစ်တယ်ကွာအဲ့ဒီလူမျိုးတွေကိုငါတို့မသိဘူးतू ကလုံးဝစက်နေမရှိမိန်းမတော့ငါတို့နင်းကိုအလိုမရှိဘူးဆိုပြီးတော့မောင်းထုတ်ကြတယ်ဘာကြောင့်လဲတော့မသိဘူးဗျာအဲ့ဒါနဲ့အဲ့ဒီကောင်မလေးကလည်းတဖြည်းဖြည်းနဲ့သူ့အမေနောက်ကျောင်းဆက်ပြီးစုံစမ်းခဲ့တယ်ဗျာစုံစမ်းလာရင်းနဲ့ဒီကတော့သူ့အမေရဗျာသူ့သားလေးကိုမိဘမဲ့ကြီးရမှာသူ့သားလေးကိုမတွေ့ရတော့တဲ့အချိန်မှာပဲသူကနေပြီးတော့ဒီစစ်ပွဲတွေကလည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကခရစ်ယာန်ဆိုတော့ဗျာအဲ့ဒီမှာရှိတဲ့ခရစ်ယာန်လက်နက်ကိုင်ခေါင်းဆောင်တယောက်ရှိမှသူကတွားပြီးတော့ခိုးလုံလိုက်တယ်ပြီးတော့အဲ့ဒီခရစ်ယာန်လက်နက်ကိုင်ခေါင်းဆောင်ရဲ့သားလေးကိုသူကစာတင်ပေးနေနေအဲ့ဒီမှာပဲနေထိုင်နေတာပေါ့ခိုးလုံနေတာပေါ့အဲ့လိုခိုးလုံနေနေမှာဒီသူ့မြို့မှာကြံခဲ့တဲ့သူ့ရဲ့အဖွဲ့အစည်းပေါ့သူအလုပ်လုပ်ခဲ့တဲ့အဖွဲ့အစည်းကနေပြီးတော့သူ့ကိုညွှန်ကြားချက်တစ်ခုပေးလိုက်တယ်ပေါ့ဗျာဒီငင်းငင်းရဖို့အတွက်လို့ဆိုလို့ရှိရင်ဒီလိုလက်နက်ကိုင်ခေါင်းဆောင်တွေကိုတက်ပြစ်မှရမယ်ဆိုပြီးတော့ပြောလိုက်တဲ့အတွက်ကြောင့်မလို့သူကလည်းဒီသူခိုးလုံနေတဲ့အဲ့ဒီလက်နက်ကိုင်ခေါင်းဆောင်ကြီးကိုသူကလောက်ကျန်တက်လိုက်တယ်ပေါ့ဗျာလောက်ကျန်နေဆိုပေမဲ့လည်းဗျာသူကလူအများရှိမှတနက်နဲ့ပြစ်တက်လိုက်တာဆိုတော့ခေါင်းဆောင်ကတေသွားပေမဲ့သူ့လက်အောက်မှာသူ့ရဲ့လက်အောက်ငယ်သားတွေနောက်လိုက်တွေကရှိသေးတယ်လေအဲ့ဒီနောက်လိုက်စစ်သားတွေကလုံးဝဒေါသထွက်ပြီပေါ့ဗျာအဲ့ဒီအချိန်မှာအဲ့အမျိုးသမီးကိုလည်းလုံးဝရိုက်နှက်နှိပ်စက်တဲ့အပြင်ကိုသူ့ကိုတကယ်နှိပ်စက်တဲ့နေရာမှာနာမည်ကျော်ကြတဲ့ကာဖာရက်ဆိုတဲ့အချင်းထောင်ကြီးစီကိုပို့လိုက်ကြတယ်အဲ့ဒီအချင်းထောင်မှာပဲသူထောင်15နှစ်လောက်တောင်ကြာသွားတယ်ဗျာအဲ့လိုမျိုးအချင်းထောင်ရောက်တဲ့အချိန်မှာဒီလက်အောက်ငယ်သားတွေကဗျာနာကြီးချက်တွေနဲ့သူ့စိတ်အဓိကတော့သူ့စိတ်ကိုချိုးဖျက်ဖို့သူ့ကိုစိတ်တက်ကြအောင်လုပ်ဖို့သူ့စိတ်တက်ကိုရိုက်ချိုးပြဖို့လုပ်ကြတယ်နှိပ်စက်ကြတယ်ရိုက်နှက်ကြတယ်ပေါ့ဗျာဒါပေမဲ့အဲ့အမျိုးသမီးနာဝမဝဲကလုံးဝစိတ်တက်မာတယ်ဗျသူ့စိတ်တက်ကလုံးဝမချိုးပြတ်သွားဘူးအဲ့ဒါပြောမှသူ့ကိုနှိပ်စက်လေသူ့နာကျင်အောင်လုပ်လေ तू ကတချင်းပဲစုံနေဗျာအဲ့ကြောင့်မို့ तू ကထောင်ထဲမှာတော့မှဒီတချင်းစုံနေတဲ့အမျိုးသမီးဆိုပြီးတော့ तू ကနာမည်ကြီးလာခဲ့တယ်အဲ့လိုနဲ့ဒီအကြောင်းတွေကိုလည်းခုတော့ကဒီလက်ရှိအချိန်မှာသူ့သမီးလေးကသူ့အမေရဲ့နောက်ကျောင်းကိုလိုက်ပြီးစုံစမ်းနေနေဒီအကြောင်းလေးကိုသိလာပြီဗျာအဲ့ဒါနဲ့ဒီသူ့အမေစကြောင်းဆက်ပြီးပြောပြမယ်ဆိုလို့ရှိရင်သူ့ထောင်ထဲမှာသူကတချင်းဆိုနေတဲ့အမျိုးသမီးဆိုပြီးနာမည်ကြီးလာတဲ့အတွက်ထောင်ဝဝင်တဲ့နေရာလေလုံးဝမျက်မုံကျိုးနေကြပြီဗျာအဲ့ဒါနဲ့နောက်ဆုံးသူကဘယ်သူစီရောက်သွားလဲဆိုတော့ဗျာတကယ်ကိုနှိပ်စက်တဲ့နေရာမှာနာမည်ဆိုးနဲ့ကြော်ကြားပါတယ်ဆိုတဲ့အဘူတာရက်ဆိုတဲ့လူကြီးတယောက်စီကိုရောက်သွားတယ်အဲ့လိုအဘူတာရက်စီကိုရောက်သွားတော့ဒီအချိန်ကြီးရဗျာခုနကကျွန်တော်ဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲကိုရန်မုံတီးနေတဲ့လူတယောက်ကိုရန်နာကြီးနေတဲ့လူတယောက်ကိုကျိုးနဲ့တုပ်ပြီးတော့ကိုနဲ့အတူတူအခန်းတစ်ခန်းထဲမှာထားခဲ့တယ်လို့ပေါ့ဗျာလုံးဝသူ့ကိုလည်းကိုဘာလို့ကိုအေးယူမဲ့လူကိုအပြစ်ပြောမဲ့လူဆိုတာလည်းမရှိဘူးဆိုတဲ့အခြေအနေကြီးပေါ့အဲ့လိုအခြေအနေမှာဆိုတော့ဗျာဒီအဘူဒါရက်ကလည်းဗျာသိတဲ့အတိုင်းသူ့မှာလည်းနာကြီးချက်တွေနေဆိုတော့အဲ့မျိုးသမီးကိုအဓိကတော့ဗျာသူ့စိတ်ကိုချိုးဖျက်ဖို့အတွက်ကောပေါ့အချင်းချင်းအာဓမပြုခြင်းခဲ့တယ်မရင်းခြင်းခဲ့တယ်ပေါ့အဲ့လိုမရင်းခြင်းခဲ့တယ်အချင်းချင်းအာဓမပြုခြင်းခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီနာဝမဝဲစီမှာဗျာအဲ့အဘူဒါရက်နဲ့ရတဲ့ကိုဝင်အောင်ရှိသွားတယ်နောက်ဆုံးမှာအဲ့ဒီကိုဝင်ကမွေးခဲ့တယ်ဗျာမွေးတဲ့အချိန်မှာပဲဒီအမွှာလေးနှစ်ယောက်မွေးခဲ့တယ်ဒီကတော့တားလေးနဲ့သမီးလေးတယောက်အဲ့ဒီအမွှာလေးနှစ်ယောက်ကအခုလက်ရှိအချိန်မှာအဖေနဲ့ဒီပျောက်ဆုံးနေတဲ့သူတို့ရဲ့အကိုလိုက်ရှာနေတဲ့ကလေးလေးနှစ်ယောက်ပေါ့ဗျာအဲ့ဒါကိုအဲ့ဒီအကြောင်းတွေကိုလည်းကတော့ဒီအမွှာတွေကသမီးလေးဖြစ်တဲ့လူကတိသွားတဲ့အချိန်မှာသူလည်းတော်တော်ဝမ်းနဲ့ကြေကွဲရတယ်ဗျာသူ့အမေကဒီလိုမျိုးထောင်ထဲမှာနှိပ်စက်ခံရတယ်အဲ့လိုမျိုးမရင်းချင်းခံရတယ်မရင်းချင်းခံပြီးတော့သူတို့ကိုမွေးဖွားခဲ့တယ်ဆိုတာတွေလည်းသူတို့သိသွားတဲ့အတွက်မြောက်မလို့တော်တော်စိတ်ထိခိုက်ပြီးတော့ဝမ်းနဲ့ကြေကွဲခဲ့ရတယ်ပေါ့ဗျာပြီးတော့သူတို့ရဲ့အဖေကလည်းဒီထောင်ထဲမှာနှိပ်စက်တဲ့နေရာမှာနာမည်ဆိုးနဲ့ကြော်ကြားတဲ့အဘူဒါရက်ကြီးဖြစ်နေတယ်ဆိုတာလည်းသူတို့သိသွားတယ်ပေါ့အဲ့ဒီနောက်ပိုင်းကျတော့သူတို့ကဒီသူတို့ရဲ့အဖေအကြောင်းကိုစပြီးတော့စုံစမ်းတဲ့အချိန်မှာပဲကတော့အမွှာဖြစ်တဲ့နေရာမှာအကိုဖြစ်တဲ့လူကိုလည်းပြန်ပြီးတော့ခေါ်လိုက်ပြီဗျာခေါ်လိုက်တဲ့အပြင်မှာသူတို့ကို
ဒီသူ့အမေရဲ့ကတော့တည်တန်းစာကိုပေးခဲ့တဲ့အထက်လူကြီးကလည်းလိုက်လာခဲ့ပြီလိုက်လာပြီးတော့သူတို့၃ယောက်တူတူစောင့်စမ်းကြတယ်ပေါ့ဗျာတော့သူတို့နိုင်ငံတောင်ပိုင်းကအချင်းစကန်တွေရှိတဲ့နေရာလက်နက်ကင်ရှိတဲ့နေရာတွေကဗျာအကုန်လုံးကစစ်ပွဲတွေကြောင့်ပျက်စီးသွားပြီးတော့နောက်ဆုံးမှပြန်ပြီးတော့ငြိမ်းချမ်းရေးတွေပြန်ပြီးတော့ရလာပြီဗျာအဲ့လိုငြိမ်းချမ်းရေးတွေရလာတဲ့အချိန်မှာပဲဒီကတော့လိုမျိုးထောင်ထဲမှာကြာသွားတဲ့အကျဉ်းသားတွေရောပြီးတော့ထောင်ဆောင်တွေအဲ့ကတော့နှိမ့်ဆက်သူတွေရောအကုန်လုံးကတင်မသိလို့ရှိရင်နိုင်ငံခြားရောက်ပြီးတော့ထွက်ပြေးကုန်ကြပြီဆိုတော့သူတို့ကတီးသွားတယ်ပြီးတော့သူတို့ရဲ့အမေကလည်းဗျာအဲ့ဒီထောင်ထဲမှာ15နှစ်လောက်ကြာပြီးတဲ့အချိန်မှာသူ့ကိုပြန်ပြီးတော့လှုပ်ပေးလိုက်တော့ခုနကထောင်ထဲမှာဗျာဒီအမွာလေးနှစ်ယောက်ကိုမွေးပေးခဲ့တဲ့ဒီလက်တဲ့အတော်ကြီးကနေပြီးတော့အဲ့ကလေးနှစ်ယောက်ကိုသူတို့အမေကိုပြန်ပြီးတော့ပေးလိုက်တယ်ပေါ့အမှန်တကယ်ဆိုဗျာအဲ့ကလေးနှစ်ယောက်ကိုဒီထောင်ထဲကလူတွေကထောင်အဆောင်တွေကနေပြီးတော့မြစ်ထဲကိုမျှော့ခိုင်းတာဒါပေမဲ့ तू ကနေပြီးတော့အဲ့ကလေးနှစ်ယောက်ကိုဘယ်သူမှမသိအောင်ဗျာတိတ်တိတ်ဆိတ်ခေါ်ပြီးတော့သူ့ဘက်သူမွေးထားလိုက်တာပေါ့နတ်စမာကြီးကနောက်မှသူ့အမေလွတ်လာတဲ့အချိန်မှာ तू ကပြန်ပေးလိုက်တာပြန်ပေးပြီးတော့သူ့အမေလွတ်လာပြီးတော့သူ့အမေကလည်းဒီနိုင်ငံမှာဆက်ပြီးမနေတော့ဘဲနဲ့ဗျာကနေဒါမှာသွားပြီးတော့နေထိုင်တယ်ကလေးနှစ်ယောက်နဲ့တူတူအသက်ရှင်ရက်တည်သွားတယ်ပေါ့အဲ့မှာပဲခုတော့သူ့ဖေကိုလိုက်ရှာတော့ဒီအမွာနှစ်ယောက်ကသူ့ဖေကိုလိုက်ရှာတဲ့အချိန်မှာလုံးဝလမ်းကဆုံးနေပြီဗျာနိုင်ငံခြားရောက်သွားပြီဆိုတော့ဘယ်ကိုရောက်လို့ရောက်သွားမှမသိတော့ဘဲနဲ့လုံးဝလမ်းစာပျောက်နေပြီဆိုရတော့ကြောင့်မလို့ဗျာသူ့ကိုလိုက်ရှာတယ်ပေါ့သူတို့ရဲ့ပျောက်ဆုံးတွေကကိုလိုက်ရှာတဲ့အချိန်မှာဗျာသူတို့ကန်ကောင်းတာကသူတို့အကိုနေထိုင်ခဲ့တယ်ကတော့မိဘမဲ့ကေဟာစည်ရင်းတွေကိုသူတို့ရလိုက်ပြီးတော့အဲ့အချိန်မှာသူတို့ရဲ့အကိုနာမည်ကဒီမိဘမဲ့ကေဟာမှာပဲနာမည်ပေးလိုက်တာဗျာနီဟတ်မေတဲ့သူတို့အကိုနာမည်ကိုလည်းသိသွားပြီဆိုတော့ဗျာသူတို့အဲ့မိဘမဲ့ကေဟာကနေပြီးတော့တင်းနေလိုက်ပြီးစုံစမ်းတဲ့အချိန်မှာပဲဒီမိဘမဲ့ကေဟာကိုသူတို့မိဘမဲ့ကေဟာခရစ်ယာန်မိဘမဲ့ကေဟာဗျာအဲ့ကတော့စစ်ပွဲတွေဖြစ်တဲ့အချိန်မှာဒီမွတ်စလင်လက်နက်ကင်တွေရပြီးတော့အဲ့ခရစ်ယာန်မိဘမဲ့ကေဟာကိုဝင်ပြီးတော့ဖျက်ဆီးသွားတယ်ပေါ့အဲ့ဒီဖျက်ဆီးလိုက်တဲ့ဒီလက်နက်ကင်ဖွဲ့ဟာဘုံမှုဆိုတဲ့လူတယောက်နဲ့လည်းသူတို့အဆက်အသွယ်ရသွားတယ်အဲ့နဲ့ဒီအထူးသဖြင့်ဒီအမွာတွေအကိုဖြစ်တဲ့လူနဲ့ဒီအဲ့ဒီကအထက်လူကြီးနဲ့ကအဲ့ဒီဘိုးကြီးအဲ့ဒီလက်နက်ကင်ဘုံမှုစီကိုသွားပြီးတော့သူတို့ကစုံစမ်းနေပေါ့ဗျာသူတို့အကိုကြောင့်အဲ့လိုစုံစမ်းတဲ့အချိန်မှာပဲဒီအဲ့လက်နက်ကင်ဘုံမှုကပေါ့ငါတို့တဲ့အဲ့ဒီခရစ်ယာန်ကျောင်းကိုတဲ့ဖျက်ဆီးလိုက်တယ်ဖျက်ဆီးပြီးတော့ဗျာအဲ့ဒီကျောင်းမှာရှိတဲ့လူတွေကိုလည်းတတ်လိုက်တယ်ပေါ့ဒါပေမဲ့ကလေးတွေကိုကြတော့တဲ့ငါတို့ရဲ့လက်နက်ကင်စစ်သားအနေနဲ့လောက်ခိုင်းလိုက်တယ်တဲ့လေ့ကျင့်ပေးလိုက်တယ်တဲ့အဲ့ချိန်မှာတဲ့မင်းတို့အကိုကတဲ့တကယ်တနက်ပြတာတော်ပြီးတော့လက်လဲဖြောင်းနေပေါ့တိုက်ခိုက်လဲကျွမ်းတဲ့အတွက်ကြောင့်မလို့တဲ့ငါတို့ယုံကြည်အားကိုးလို့ရလာခဲ့တယ်တဲ့ဒါပေမဲ့တဲ့တရက်ကြတော့ तू ကဒီခရစ်ယာန်လက်နက်ကင်အဖွဲ့တွေစီမှာတဲ့ဖမ်းခံလိုက်ရတယ်တဲ့ဒါပေမဲ့ဗျာအဲ့ခရစ်ယာန်လက်နက်ကင်အဖွဲ့တွေကဗျာဒီအဲ့ကောင်လေးကတော်လဲတော်တယ်တနက်ပြတာလဲကျွမ်းတဲ့အတွက်ကြောင့်မလို့သူတို့ကတတ်တော့မတတ်ဖြစ်ဘူးမတတ်ဖြစ်ပဲနဲ့ခုနကဒီနမဆိုးနဲ့ကြော်ကြတဲ့ကဖာရဲ့အကျဉ်ထောင်ယူပဲနှိမ့်ဆက်သူအနေနဲ့ပို့လိုက်တယ်တဲ့အဲ့ဒါနဲ့အဲ့ချိန်မှာပဲခုနကဒီအမွာဖြစ်တဲ့အကိုကနေပြီးတော့သူကမေးတယ်ပေါ့အဲ့ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ဖေအပူဒါရနဲ့ရောတဲ့အလုပ်တူတူတွဲလုပ်ခဲ့တာလားတဲ့ဆိုတော့အဲ့ဘုံမိုးကနေပြီးတော့အဲ့ဒါမင်းတို့အကိုကတဲ့အဲ့အပူဒါရကြီးနဲ့အလုပ်တူတူတွဲမလုပ်ခဲ့ပါဘူးတဲ့ဒီစကားတွေကဗျာရင်နာစရာကောင်းတဲ့အမှန်တရားတစ်ခုကခုနကသူတို့အမေကိုထောင်ထဲမှာနှိပ်စက်ပြီးအချမ်းဖတ်မရင်းချင်းခဲ့တဲ့အပူဒါရကြီးနဲ့သူတို့ရဲ့အကိုဖြစ်တဲ့ပျောက်ဆုံးသွားတဲ့တားကြီးဖြစ်သူညီဟတ်မေနဲ့ကတယောက်တည်းပဲဗျအဲ့ဒီကြောင့်အမွာနှစ်ယောက်တိလိုက်ရတဲ့အချိန်မှာလုံးဝရင်ခွဲမတက်နာကျင်သွားပြီးတော့ဗျာလုံးဝပြောစရာစကားမရှိတော့အောင်လို့တိတ်ဆိတ်သွားတယ်ဗျာဒါပေမဲ့လည်းဒီသူ့မေနောက်ဆုံးပြောခဲ့တဲ့ဆန္ဒအတိုင်းခုနကစာနှစ်ဆောင်ယူပြီးတော့အဲ့ဒီညီဟတ်မေတစ်ဖြစ်လဲအပူဒါရစီပြန်သွားပြီးတော့အဲ့ဒီစာနှစ်ဆောင်ပေးခဲ့လိုက်တယ်ဒီနေရာမှာဗျာသူတို့အမေကဗျာခုနကအသက်ကြီးသွားတဲ့အချိန်မှာဗျာဒီကနေဒါနိုင်ငံကရေကူးကန်တစ်ခုမှာရေကူးရင်းနဲ့ခုနကအဲ့အဘူဒါရကြီးကလည်းဒီကနေဒါနိုင်ငံကိုပြေးလာတာဗျအဲ့ချိန်မှာပဲသူ့အမေကရေကူးကန်တွေကတက်လာတဲ့အချိန်မှာဗျဒီလူတယောက်ရဲ့ခြေထောက်ကိုတွေ့လိုက်တယ်အဲ့ခြေထောက်မှာဒီအမှတ်လေးတစ်ခုပါတယ်ဗျအဲ့ဒီအမှတ်ကဗျသူ့သားလေးရဲ့မွေရပါအမှတ်လေးဆိုတော့သူ့အမေကသိသွားတယ်ချက်ချင်းနောင်ဝမဝဲကြီးကသိသွားတဲ့အချိန်မှာဒါသူ့သားလေးပဲဆိုတော့သိသွားတဲ့အတွက်သူကလည်းချက်ချင်းသွားပြီးတော့ကြည့်အဲ့လိုကြည့်တဲ့အချိန်မှာအဲ့ဒီလူကဗျာရင်နာစရာကောင်းစွာနဲ့သူ့အထောင်ထဲမှာအချင်းချင်းမရင်းချင်းခဲ့တဲ့ဒီအဘူဒါတွေကြီးဖြစ်နေတာကိုသူတွေးလိုက်တော့လုံးဝစိတ်တွေထိခိုက်ကြေကွဲပြီးတော့ဗျာစကားတော့မပြောနိုင်မနဲ့ယူတယ်လို့ကြီးဖြစ်သွားခဲ့ရတာပေါ့အဲ့စိတ်နဲ့ပဲနောက်ဆုံးမှသူလည်းအဲ့ရတဲ့ပုံပုံလဲပြီးတော့တည်ဆုံးသွားခဲ့တယ်ပေါ့ဗျာအဲ့ဒါနဲ့ဒီအခုလက်ရှိဇာတ်ကြောင်းကိုပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်ခုနကစာနှစ်ဆောင်အဘူဒါတွေကြီးကရတဲ့အချိန်မှာဗျာပထမအဖေအတွက်ဆိုတဲ့စာကိုသူဖတ်လိုက်တဲ့အချိန်မှာအဲ့ဒီစာထဲမှာဒီငါတဲ့
နာဝမှာဝဲပဲတဲ့မင်းနှိပ်စက်ခဲ့တဲ့အချင်းသားနံပါတ်82ပဲဆိုတော့ဝန်ခံထားတယ်ပြီးတော့ငါးစီမှာလဲတဲ့မင်းနဲ့ရခဲ့တယ်တဲ့ကိုဝင်ပါသွားတယ်ဆိုတော့လေသူကပြောထားခဲ့တယ်ဗျာဒါပေမဲ့အဲ့ဒီသားနဲ့သမီးရတဲ့မင်းလိုမျိုးတော့မဟုတ်ဘူးတဲ့သူတို့ကလုံးဝဟိုကွာမင်းနဲ့မတူဘဲနဲ့ကောင်းကောင်းမွန်မွန်လှလှပပနဲ့ရှင်သန်နေထိုင်ကြတယ်တဲ့မင်းနဲ့မသက်ဆိုင်တော့ပဲဦးတဲ့ဒါပေမဲ့တဲ့မင်းကိုသိစေချင်လို့ပါတဲ့ငါမင်းကိုတွေ့တဲ့ချိန်မှာတဲ့ငါမင်းကိုမှတ်မိရဲတဲ့မင်းကငါ့ကိုမမှတ်မိခဲ့ဘူးတဲ့ပြီးတော့တဲ့အမတ်တရားတစ်ခုလည်းရှိသေးတယ်တဲ့အဲ့အမတ်တရားကိုသိတဲ့အချိန်မှာတဲ့မင်းလည်းငါ့လိုပဲတိတ်ဆိတ်သွားရလိမ့်မယ်တဲ့ပြီးတော့နောက်ဆုံးမှာလက်မှတ်လေးထိုးထားရဗျာအပြက်မှာနံပါတ်82ပေါ့သူကထောင်ထဲမှာသူ့အပြက်မှာလိုပဲဆက်ဆံခဲ့တဲ့တော့ပေါ့ဗျာပြီးတော့အဲ့စာဖတ်ပြီးတော့သူကနောက်ထပ်အကိုအတွက်ပျောက်ဆုံးရတဲ့သွားကြီးအတွက်ဆိုတဲ့စာကိုသူဖွင့်ပြီးဖတ်လိုက်တဲ့အချိန်မှာလုံးဝသူလည်းတိတ်ဆိတ်သွားခဲ့ရတယ်ဗျာအဲ့စာထဲမှာရေးထားတာဗျာတားတဲ့ငါမျိုးအမြဲတမ်းချစ်နေမှာပါတဲ့ဘလို့ချစ်နေပဲဖြစ်ဖြစ်ငါမျိုးချစ်နေမှာပါတဲ့ဒါပေမဲ့နှိပ်စက်သူတော့မဟုတ်ဘူးတဲ့ငါမျိုးငယ်မွေးကလေးရလဲငါမျိုးဂတိပေးခဲ့တယ်လေတဲ့ငါမျိုးအမြဲတမ်းချစ်နေမယ်ဆိုပြီးတော့တဲ့ငါမျိုးတဲ့အမြဲတမ်းလိုက်ရှာခဲ့ပါတယ်တဲ့ဒါပေမဲ့တဲ့မတွေ့ခဲ့ဘူးတဲ့ဒါပေမဲ့နောက်ဆုံးမှာတဲ့မင်းငါတွေ့တဲ့အချိန်မှာတဲ့ငါမျိုးမှတ်မိရဲတဲ့မင်းငါ့ကိုတော့မမှတ်မိခဲ့ဘူးတဲ့ငါမျိုးအချစ်တွေအကျဉ်းသားတရားတွေနဲ့ထွေးပေးလိုက်ပါတယ်ဒါကြီးရဲတဲ့ပြီးတော့ငါမင်းရဲ့ချစ်လာစားတော့အမေနာဝမ်မဝဲအချင်းသားနံပါတ်82ဆိုပြီးတော့လက်မှတ်လေးထိုးပေးခဲ့တယ်ဗျာအဲ့စာကိုဖတ်ပြီးတဲ့အချိန်မှာခုနကနှိပ်စက်သူအပူဓာတ်ကြီးတစ်ဖြစ်လဲပျောက်ဆုံးသွားတဲ့နာဝမ်မဝဲရဲ့တားကြီးဖြစ်သူနီဟက်မေကပြောစရာစကားတော့မရှိတော့ဘဲနဲ့လုံးဝတိတ်ဆိတ်ငြိမ်သက်သွားတော့တာပါပဲပြီးတော့နာဝမ်မဝဲကြီးကလည်းဗျာသူ့အမွှာလေးနှစ်ယောက်ဖြစ်တဲ့သူ့သားနဲ့သမီးအတွက်ကိုဒီအမုန်းတရားတွေဆက်ပြီးမပွားဖို့အတွက်စာလေးတစ်စောင်လေးခြံထားခဲ့ပါသေးတယ်အဲ့စာလေးကိုဖတ်ပြီးတော့မှပဲသူ့သားနဲ့သမီးလည်းကောင်းကောင်းမွန်မွန်ဆက်ပြီးတော့ရှင်သန်နေထိုင်သွားနိုင်တော့တယ်ဗျာအဲ့ဒါအပြင်မှာဒီသူ့အမေရဲ့အလောင်းကိုလည်းအခုမှပဲကောင်းမွန်မွန်မြေမြုပ်တကြိုပြီးတော့ကြောက်တိုင်းနေအုတ်ကူတွေပါလှုပ်ပေးထားနိုင်လိုက်ပြီဇကားရဲ့အဆုံးမှာတော့ဗျာဒီအဲ့အုတ်ကူလေးအရှိမှာပဲခုနကဒီနာဝမ်မာဝဲရဲ့ပျောက်ဆုံးသွားတဲ့တားကြီးဖြစ်သူနီဟက်မေတစ်ဖြစ်လဲဒီကဖာရက်အချင်းစကိုင်းမှာသူ့ကိုအချင်းချင်းမရင်းချင်းနှိပ်စက်ခဲ့တဲ့နှိပ်စက်သူကြီးအဘူဒါရကြီးကလုံးဝဘာစကားမှမပြောနိုင်တော့ပဲねဗျာအဲ့နာဝမ်မာဝဲရဲ့အုတ်ကူရှိမှာရက်နေရင်းနဲ့ပဲဇကားလေးကပြီးဆုံးသွားတယ်ပေါ့တကယ်တော့ဗျာစစ်ပွဲတွေဆိုတာလူရဲ့အသက်ကိုဆုံးရှုံးစေုံတခုတည်းနေမဟုတ်ဘူးဗျလုံးဝနာကျင်စရာကောင်းတဲ့ခါတီးတဲ့အမှန်တရားတွေကိုလည်းတစ်ခါတလေမှပေးတတ်ပါသေးတယ်တကယ်တော့ဗျာတစ်ဖက်နဲ့တစ်ဖက်အမုန်းတရားတွေနာကျင်ချက်တွေနဲ့တိုက်ခိုက်ကြတဲ့စစ်ပွဲတွေမှာတစ်ဖက်လူကလည်းကိုမတိလိုက်တဲ့ကိုယ့်ရဲ့အချစ်ရဆုံးသူတွေဆွေမျိုးသားချင်းညီကိုမောင်နှမအမျိုးစုတွေလည်းဖြစ်နေနိုင်တာပေါ့အဲ့လိုမှမဟုတ်ဘူးကွာလုံးဝတစ်ဖက်လူကငါနဲ့လည်းမတည်ဘူးငါနဲ့လည်းလုံးဝသွေးမတော်တားမဆက်ခဲ့ဘူးဆိုရင်တော့မှအဲ့ဒီလူစီမှာလည်းသူ့ကိုချစ်ရတဲ့လူတွေသူ့ရဲ့ဆွေမျိုးသားချင်းညီကိုမောင်နှမတွေရှိရဲ့ဘဝတစ်ခုဆိုတာလည်းရှိနေနိုင်တယ်ဆိုတဲ့အမှန်တရားတစ်ခုကလည်းရှိတာပေါ့တခါတလေမှာအမုန်းတရားတွေပေါ်မှာအခြေခံတဲ့စစ်ပွဲတွေကနောက်ဆုံးမှာတော့အမှန်တရားဆိုတဲ့အရာကိုရင်ဆိုင်လိုက်ရတဲ့အခါမှာတော့လူတွေအားလုံးကတိတ်ဆိတ်ငြိမ်သက်သွားတော့တာပါပဲခင်ဗျားတို့အားလုံးလည်းဒီစကားလေးကိုကြည့်ပြီးသွားလို့ဖြစ်ပေါ်လာတဲ့အတွေးအမြင်တွေခံစားချက်တွေပြောစရာစကားတွေရှိရဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့ comment မှာဝင်ရောက်ပြောဆိုဆွေးနွေးသွားလို့ရတယ်ဗျာတကယ်လို့အခုကျွန်တော်ပြောရတဲ့အထဲမှာအမှားတွေဝေဖန်ထောက်ပြစရာတွေပါတယ်ဆိုလို့ရှိရင်လည်းအားမနာတန်းဝေဖန်ထောက်ပြသွားလို့ရပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်းsubscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြပါအောင်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျာ